အာနာဇတ်ထက်စီသောကျင့်စဉ်လူသားမှန်သမျှပြောဆိုသမျှပြီးလိုကြ၏မိမိစကားကိုသူများလေးစားလိုကြ၏သို့ပေမဲ့သူတို့ပြောသောစကားများသည်အတန်တာဖြစ်သွားလေ၏အချို့အာနာဇတ်ထက်လာသောသူတို့၏စကားမှာစကားသည်အမိတ်ဖြစ်သွားလေ၏အမိတ်ဆိုတဲ့အာနာဇတ်ဖြစ်ပေါ်စေရမှာတင့်မှာဝယ်ပါဝါဆိုတဲ့စိတ်တကူစိတ်ဆွမ်းအားပါဝါတက်ရှိရပေမည်ဒါမှသာလူများကလေးစားကြပေမည်မြတ်စွာဘုရားကပြောစရာရှိလျင်တေဟနာရချင်းတေမင်းကဲ့သို့အတန်ဖြင့်မိန့်တော်မူသည်ပြေဝေပေုံလဆရာတော်ဘုရားကြီး၏ဆရာရင်းဆိုလျင်သူစုစရာငေါက်စရာရှိလို့ဟင်းရောက်လိုက်လျင်ထမင်းစားနေတဲ့သူတော်ကင်ထားတဲ့ထမင်းလို့ပြုတ်ကြတယ်လို့ကြားဖို့ပါ၏ထိုမြပြင်းထန်လာသောအာနာဇံမျိုးတွေသည်လောက၌ရှိ၏ပသိမ်ရေစွန်းဆရာတော်အဖဘုရားကြီးဒီပင်အတန်တော်ကချင်းတင်မင်းကဲ့သို့နာကြရသူတိုင်းကြည်ညိုလေးစားကြောက်ရွံ့ကြလေ၏ထိုကဲ့သို့ပြင်းထန်လာသောအာနာဇံမျိုးကိုရခြင်းလိုချင်သူများအတွက်နီလန်ကောင်းလေးတစ်ခုတွေခြိုက်ပြပါမယ်လွယ်နဲ့တော့စပယ်မပွင့်ပါဘူးစွမ်းကျင်ရင်တော့ကြင့်ကြံယူရပါမယ်လေ့ကျင့်နည်းထဲမှာအမြန်ဆုံးနဲ့အထိရောက်ဆုံးအာနာဇတ်ကျင့်စဉ်နည်းကဟိတ်ဆူဆောင်ခြင်းကျင့်စဉ်နဲ့စိတ်ဆွမ်းရင်ပုံပေါ်ခြင်းစရဏအကျင့်စခန်းကအာနာဖြစ်ပေါ်ခြင်းဆိုပြီးသုံးခုလုံးသူ့ဟာနဲ့သူဖြစ်ပါတယ်တစ်ခုနဲ့တစ်ခုကတော့ကျင့်ဖို့တော့တိတ်မလွယ်ဘူးပေါ့အာနာဇတ်တစ်ခုဖြစ်ပေါ်အောင်ကျင့်ရတာမလွယ်ဘူးလားပါပထမဦးဆုံးဟိတ်ဆူဆောင်ခြင်းကျင့်စဉ်ကိုဖော်ပြပြစီပါဠိတော်မှာဧကဟိတ်ပုဂ္ဂိုလ်ပါဠိတော်လားဧကဟိတ်ပုဂ္ဂိုလ်ဒုဟိတ်ပုဂ္ဂိုလ်တိဟိတ်ပုဂ္ဂိုလ်ဆိုပြီး၃မျိုးရှိပါတယ်ထိုဟိတ်တို့မှာကင်းသောသူကိုအဟိတ်တရိစ္ဆာန်လို့ခေါ်ပါတယ်ဟိတ်မရှိသောသူပေါ့ဟိတ်ဟန်ဆိုတာဟိတ်ရှိလာမှဟန်ကြလာမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြခြင်းဖြစ်ပါတယ်အဲ့တော့ဟိတ်ဆိုတာလောကမှာ6မျိုးရှိပါတယ်လောဘဟိတ်ဒေါသဟိတ်မောဟဟိတ်နောက်တစ်ခုကဆန့်ကျင်ဘက်ဖြစ်သောအာဒေါသအာလောဘအာမောဟဆိုတဲ့ဟိတ်တို့ရှိပါတယ်အဲ့ဒီမှာအာနာဇတ်ဖြစ်တဲ့ဒေါသဟိတ်သမားရဲ့အာဒေါသဟိတ်သမားရဲ့ဆိုပြီး2မျိုး꿰ပြင်ပါတယ်အာဒေါသသမားကတိခံလေအာနာဇတ်ထက်လီပါသူတို့ကကျိန်ဆဲရင်တစ်ဖက်လူကိုမထိပါဘူးတိခံလိုက်မှထိတဲ့အတွက်မေတ္တာများများပွားပေးပါသူတို့ကမေတ္တာပူတာနဲ့အာနာဇတ်ကပိုထပ်ပါတယ်နောက်တစ်ယောက်ကဒေါသဟိတ်သမားသူတို့ကလေပြေလေအေးလေးနဲ့ပြောရင်ဘယ်သူမှမလေးစားပါဘူးဒေါနဲ့မောနဲ့ထန်နဲ့မှန်နဲ့ပြောမှအာနာဇတ်ပြတတ်ပါတယ်ဒေါသကလည်းစွမ်းရင်ရှိပါတယ်ဒေါသတဟာအောက်လန်းဆရာတွေတကယ်ဆုံးပညာရှင်တွေသုံးလေရှိပါတယ်ပညာသည်တွေကနှုတ်ကြမ်းလေစွမ်းလေပါနောက်တစ်နည်းကဟိတ်ဆူစည်းခြင်းနည်းဖြစ်ပါတယ်ဒီနည်းကတော့ဂုံတော်ပွားပြီးဟိတ်ဆူတာပါဟိတ်ဆူဆောင်ရတာအကောင်းဆုံးကနှစ်ထောင်တတန်းရှိတဲ့တကူကြီးဖရာတွေမှာပရိစိတ်ကြီးပါပရိစိတ်ရင်လဲမနှောမှငါမှာဖရာရှင်ရဲ့ဂုံတော်တွေထုံနေပြီဆိုပြီးစိတ်ကနှလုံးသွင်းရွတ်ဆိုပြီးထိုးစီဒီတဲကဟိတ်လိုင်းတွေကိုမိမိခန္ဓာကိုယ်ထဲရောက်အောင်တင်ဆဲပြီးအာရုံပြုကြည့်ပါဒီနည်းတိုင်းတလလောက်နိုင်ဝက်ခန့်လေ့ကျင့်ပေးုံနဲ့တင်ပြောတာတွေဟာထူးခြားအံ့ဩစွာစမ်းကြယ်နေတာအာနာဇတ်ထက်နေတာတင်ကိုယ်တိုင်လက်တွေ့ရပါလိမ့်မယ်နောက်ပြီးကြိုသိလာမယ်တင့်ကိုမကောင်းကြံသူတွေဟာသူ့အလိုလိုဒုက္ခရောက်ပြီးအဝေးကိုလွင်သွားမယ်စတဲ့အကျိုးကျေးဇူးတွေရနိုင်ပါတယ်ဒါဟာစိတ်ဆွမ်းခြင်းပုံပေါ်ခြင်းအာနာဇတ်ပေါ့စိတ်ဖြင့်ဖန်ဆင်းခြင်းကျင့်စဉ်ဒီနည်းကတမာတိအလွန်လိုအပ်တယ်လို့ချက်ကရာပိုင်းနဲ့ဆက်ဆက်နေပါတယ်အဓိကကတော့ရောင်စင်လို့ခေါ်တဲ့ကာလာနောက်ပြီး line လို့ခေါ်တဲ့ waste တွေကိုနားလည်ရပါမယ်ဒါမှအမိန်ပေးတဲ့အခါသင်ဟာထိရောက်မှာဖြစ်ပါတယ်ဥပမာသင်ဟာလူသားတစ်ယောက်ကိုအမိန်ပေးရင်အဲ့လူသားဟာတင်ခိုင်းတာလုံးမလုံးမြင်ရပြီမဲ့နံလောကမမြင်ရပြီမဲ့နံလောကစိတ်နေပင်မှလည်းတင်အမိန်ပေးလိုက်တာတင်စိမ့်ညွှတ်လိုက်တဲ့အရာဟာဟိုဘက်ကိုရောက်မရောက်ထိမသိတင်တိနေပြီလိမ့်မယ်ဥပမာဟဲ့ဆိုင်ရာကချုပ်ထားလိုက်အဲ့ကောင်ကိုချုပ်ထားလိုက်အမိတ်ပြန်သည်ဆိုပါစို့တင်ချုပ်ထားသည်သူကတကယ်အချုပ်ခံနေရသည့်ပုံစံဖြစ်တင်အာနာဇတ်ဖြစ်မှတင်ချုပ်ထားသည်သူကတကယ်အချုပ်ခံနေရသည့်ပုံစံဖြစ်နေမှတင်အာနာဇတ်အောင်တာသိနိုင်တယ်လို့မိမိပါဝါမိမိရဲ့စိတ်တကူကဘလောက်ထိကြီးမားသည်ဆိုသည်ကိုတင်သည့်မှတင်အာနာဇတ်ကိုတင်ကိုယ်တိုင်အသုံးချနိုင်ပြီဖြစ်ပါသည်ယခုတင်တည်ထားရမည်ကဒီစိတ်ဖြင့်ဖန်ဆင်းခြင်းကျင့်စဉ်၃တဲ့အခါအချက်၃ချက်ကိုအဓိကလိုက်နာရပါမယ်နံပါတ်၁ကယုံကြည်ရမယ်ငါမှာအာနာဇတ်ရှိတယ်ငါခိုင်းရင်ဖြစ်တယ်လို့တွေးထားရမယ်ကိုယ်စကားကိုကိုယုံမှကိုယ်ခွန်အားကိုကိုယုံမှတင်အလုပ်တစ်ခုကိုဆက်လုပ်နိုင်ပြီဖြစ်သည်နံပါတ်2ခိုင်းတဲ့အခါတင်ပြောတဲ့အတိုင်းဖြစ်တဲ့ပုံနောက်တစ်ခုတင်ပြောတာကိုမမြင်ရတဲ့
နံပရာလောကသားတွေတင်စကားပြောနေတာကိုတင်ပြောရင်သူတို့တင်စကားကိုလိုက်တာနေတယ်လို့တင်အာယုံပူထားပါမယ်နံပါတ်3ကစိတ်ရဲ့ထွက်လာတဲ့အယောင်သဘောကိုတင်နားလဲရမယ်3ခုဒီမှမြေအောက်လွန်ရင်အဝီစီအထက်လွန်ရင်ဘဝတည်တင်အာနာဆက်တီးလိုက်မယ်နောက်1နဲ့2ကတော့နားလည်မယ်လို့ထင်လို့ချက်ပြီးတော့မရေးသားတော့ပါဘူးနံပါတ်3ကတော့မဖြစ်မနေတည်တင်ပါတယ်စိတ်ဆွမ်းရင်ရဲ့အယောင်မျိုးတွေပေါ့တရားကောင်းတဲ့သူတွေကရွှေရောင်ထွက်ပါတယ်ဗုဒ္ဓဘာသာမှမဟုတ်ဘူးတရားဝါတွေကိုတနာတဲ့သူတွေစိတ်ထားဖြူစတဲ့သူတွေဟာသူတို့ရဲ့ကိုယ်ရောင်ကိုယ်အားရွှေရောင်ထွက်ပါတယ်ဥပမာလူတစ်ယောက်ဟာတောက်စားနေတဲ့ဘာသာကြီးလည်းမလုပ်ဘူးဆိုပါစို့ဒါဆိုတင်ဟာရွှေရောင်ကိုအာယုံနဲ့စုစည်းလိုက်ပါဘဲကနေစုပါမလဲစာရေးသူနေကတော့မာမျက်မှုနိတိုက်ထီယိုရွှေတကုံဒီစီဒီတော်သုံးစုကရွှေရောင်ဓာတ်တွေကိုစာရေးသူကစုလိုက်ပါတယ်ပြီးတာနဲ့စာရေးသူရဲ့စိတ်ဆွမ်းရင် one dash ဖြစ်ခြင်းတဲ့ဆန္ဒကိုထည့်လိုက်ပါတယ်ထိုရွှေရောင်စိတ်ဆန်းရင်စာရေးသူရဲ့ဆန္ဒတက်ကထည့်ပြီးထိုလူရဲ့နှလုံးအိမ်တက်ကိုပြက်လိုက်ပါပြီးစိတ်ညွတ်လိုက်ရအယက်သမားများအယက်ပြက်လာတယ်လို့အချို့အယက်တော့နဲလာတယ်အကျွေးများသူတွေအကျွေးပူနဲလာတယ်အကျေတဝင့်ကိုတော့စာရေးသူနောက်မှစိတ်တကူချင်းစဉ်ကိုရေးပြပါမယ်အဲ့လိုပါပဲအယောင်တွေမျိုးမျိုးရှိပါသေးတယ်ဒါပေမဲ့အာနာဇက်အကြောင်းပဲအတိကရေးမှာမို့အာနာဇက်နဲ့ပတ်သက်တဲ့အယောင်နှမျိုးရှိပါတယ်ပထမကရွှေရောင်ဒုတိယကမီးရောင်ပါရွှေရောင်ကတင့်ပါဝါလိုက်အထက်လိုက်တွေကိုအထက်နှက်တွေကိုအမိန်ပေးစေခိုင်းနိုင်တယ်လို့ယောဂစိုးပုံမိရတွေတင့်ရွှေရောင်လိုက်နဲ့အမိန်ပေးစေခိုင်းနေပါတယ်ဒါတွေကကောင်းတဲ့ကိစ္စတွေမှာသုံးတာများပါတယ်ဒါပေမဲ့မီးရောင်ကတော့ဒေါသဟိတ်နဲ့သုံးရတဲ့အတွက်ကြမ်းတမ်းတဲ့နေရာတွေမှာအသုံးများပါတယ်မီးရောင်ဆိုတဲ့တက်ကိုအပြင်းဆုံးဟိတ်စွမ်းရင်ဖြစ်စေခြင်းမဟာဝီစီငရဲပြည်ကိုစိတ်ညွတ်ပြီးငါရှိမှာအဝီစီငရဲမှာရှိတဲ့ပြင်းထန်လာသောအဖျက်ဆွမ်းအားတွေရောက်နေဆိုပြီးအလွန်တရာပြင်းထန်လာသောမိတောက်ကိုအာရုံပြုပါပြီးရင်ထိုမိတောက်ကိုတင့်ရဲ့ဆန္ဒကိုထည့်လိုက်ပါထည့်ပြီးတော့ဘာဖြစ်ပါသေးညာဖြစ်ပါစေပေါ့ပြီးတာနဲ့ထိုသူစီကိုလွှတ်လိုက်လျင်တင်ပြောသည့်အတိုင်းဖြစ်ပါလိမ့်မည်တမာတိလျက်အနည်းနဲ့မြန်တော့အကျိုးပေးခြင်းကြာပါလိမ့်မည်ဉာဏ်ရှိသူဆိုစာရေးသူပြောတာကိုသဘောပေါက်နားလည်မည်ဆိုသိပါပြီပိုပြီးတီလိုပါကစာရေးသူထံလဲမေးနိုင်လို့တင်တန်းလဲလာရောက်တက်နိုင်ပါသည်2020ကိုဗစ်ကာလကြီးတုန်းကတကယ်စိတ်ပညာကိုတမထပေါအောင်တီကျင့်ကြံထားတဲ့ဆရာကြီးတစ်ပါးထံမှာအဆက်အသွယ်ကြောင့်ထိုဆရာကြီးပညာကိုလေ့လာဖို့ပါသည်ထိုဆရာကြီးသည်တိဘက်တောင်တန်းမှာ10နှစ်မှုပညာသင်ကျင့်ကြံပြီးစာရေးသူကို6လတည်းသူပညာညာသင်ကြားပေးခဲ့ပါသည်ထိုထဲမှာဒေါသတနဲ့ပတ်သက်တဲ့ဖြစ်ရလေးတခုယနေ့ထိအောင်မှတ်နေပါသေးသည်တနေ့ဆရာကြီးကိုအမှုသမား9ယောက်ကအယံမှုပြီးဆရာကြီးအိမ်ရှိမှာဆဲဆိုသွားလိုက်ရာစာရေးသူကဒုတ်ကိုဆွဲကင်ပြီးကြိုက်မြေပြုဆရာကြီးကဟိတ်ကောင်လေးစိတ်လိုက်မှန်ပါမလုပ်ရဘူးသူတို့ကစော်ကားတော့ဆရာကြီးတို့ကမှတ်လောက်အောင်တော့ဆုံးမပေးတာပေါ့မင်းကိုတင်ပေးတဲ့ပညာတွေထဲမှာအဝီစီငရဲပြည်တဲ့ကငရဲမိတဲ့ယူပြီးသုံးတဲ့ပညာဆရာကြီးပြမယ်ဟုတ်ပြောဆိုပြီးလက်ကိုမုဒ္ဒရာတနာဖော်ပြီးငရဲမိတော့တွေစုလိုက်ရာထိုဆရာကြီးစုနေစဉ်အပူလိုင်းတစ်ခုစာရေးသူခံစားလိုက်ရ၏ထို့နောက်ဆရာကြီးသည်လက်ကိုအဝေးကိုပြစ်လို့ဟန်တစ်ချက်ပြုတ်လိုက်ပြီးနှုတ်မှဒီကောင်တွေ3လလောက်အိပ်ရတဲ့ဘဝမထနိုင်ဘူးဟုပြောလိုက်လေ၏မကြမီထိုလူ9ယောက်သည်ကူမရသောကဲမရသောယောဂရှာမရသောယောဂမှဖြစ်ပြီး3လတိတိအိပ်ရတဲ့လဲသွားကြလေပြောချင်တာကလက်လန်းမမီနိုင်တဲ့ပညာတွေလောကမှာအများကြီးရှိတယ်ဆိုတာဆိုလိုတာပါနောက်တနည်းကတော့အကျင့်အာဏာစက်ပါဇရဏသမားတယောက်ရဲ့အာဏာစက်လောကီနယ်ပဲဆိုသည့်အလျောက်အကျင့်ဇရဏအကျင့်စကားသည်အလွန်ရေးပါလာ၏အကျင့်ကအရာရာကိုစကားပြော၏ဆိုရှယ်network ခေတ်ကြီးတဲ့တွင်အချို့ဆရာများသည်ဘုံကနေနာမည်ကြီးလာပြီးနောက်တွင်နာမည်ကြီးလာ၏ထိုဆရာများသည်ကောက်ရိုးမိကဲ့သို့ဘုံကြီးသောဆရာများသာဖြစ်၏တောက်လျင်ဝုံးဆိုပြီးသွားတတ်ကြပြီးကြလျင်လည်းပုတ်ကနေပြစ်ကြတတ်ကြ၏ဤဒီမှာသူ့ဖုံးကံကိုထိနိုင်သည့်ဇရဏမရှိခြင်းကြောင့်ဖြစ်၏အလောင်းမင်းတရားကြီးဥအောင်စရာသည်ဘလောက်ပင်အလုရှုပ်တနေ့လျင်ဂုံတော်တောင်တိုင်းရေးပြည်အလုရှုပ်နေတဲ့ကြားကရအောင်ပွားလေ၏အနုပညာပိုင်းတွင်လည်းကောက်ရိုးမီဆယ်လီများရှိတယ်လို့ရှိပြီးယခုထိုဆယ်လီများပြောက်ကုန်ကြ၏အချို့သာကျန်တော်၏ဤဒီမှာအောင်မြင်မှုကိုထိန်းသိမ်းနိုင်သောကိုချင်းစရဏမရှိခြင်းဖြစ်၏ဂိုင်းစရာပေါက်စာတွေလည်းကြည့်လိုက်စာရေးသူပါပါတယ်ဂိုင်းပညာစာယူကစားကအောင်မြတ်သားတို့ဘူအောင်တို့တောင်ရှုံးမလားမှတ်တယ်ဖျားစင်ရှိရမခွာဘူးဒီစိတ်ကအနည်းဆုံးတစ်ပတ်ပါပဲအများဆုံးတစ်လပေါ့တစ်လလောက်လည်းပြီးတော့ဒုံရင်ဖြစ်ကုန်ကြအောင်ဝရိယတဲ့နဲသူတွေပါဒါကြောင့်တင်အောင်မြင်လာရင်လူတီများလင်တတိထားပါ
ตายามาသွားပါနဲ့ဇရဏတစ်ခုကိုအချိန်ပြီးဖြစ်ခြင်းပါစီးပွားရေးသမားဆိုမေတ္တာဓာတ်နဲ့ကုသိုလ်ဓာတ်ကိုဖြစ်ခြင်းပြီးလောကီလံကိုရှောက်လန်းသူဆိုအာနာဇတ်ထက်စီသောဇရဏကျင့်စဉ်ကိုဖြစ်ရပါဆရာချင်းရှင်တဲ့အခါတီလာရှိတဲ့သူကတာသလိုတီလာရှိတာချင်းရှင်တဲ့အခါဇရဏရှိတဲ့သူတမာတိရှိသူကတာသွင်းဖြစ်ပါသည်တမာတိချင်းဒုနေရင်ပညာဝါကြီးတဲ့သူကတာပါတယ်ဇရဏတမားတွေရဲ့အာနာဇတ်ကိုပြောပြပါမယ်တင်ဟာတီလာမရှိလေယာသိတယ်ဒါပေမဲ့တရဏဂုံဂုံတော်ပိဋဓဘာဘာကိုတင်ဆွဲမြဲစွာရွတ်ဆိုကြည့်လိုက်ပါတနေ့ကိုကိုးကောက်ချွတ်ကြည့်ပါ၃နှစ်ပြည့်လျင်တင်ထိုးကားတာကိုထမင်းစားရတယ်လို့ဆွဲနေရင်တင့်မှာအာနာဇက်ကတ်လာပါပြီဖဲရရင်တော့ဟဲ့ကိုးဖဲလာခဲ့ဆိုပြီးဖဲကိုတင်လက်နဲ့ကြိုက်လိုက်သည်နဲ့ကိုးဖဲလာမိကြောင်းရဲဝံစွာအာမခံပါသည်စာရေးသူတို့ချိုင်းမြသားစီ904ရက်ကွက်ဒေါ်စေတန်းဆိုသူသည်အရက်ရောင်း၏သို့တော့ရွှေတလဲငွေတလဲနေနိုင်၏ဖဲရိုက်ထားလျင်လဲဖဲရိုက်တိုင်းရှုံးလာနေသလိုသုံးလုံးလဲခဏခဏပေါက်၏ဘာကြောင့်လဲတေချာကြည့်လျင်သူသည်တည့်တဲ့စရွယ်ကလေးဆပြီးမနက်နေ့လေညဖျားသုံးချိန်ရှိခိုး၏ထိုသရဏအကျိုးတရားကသူ့ကိုအကျိုးခံစားခွင့်ပေးတာအဲ့တော့ငါးပါးမလုံးတဲ့သူကိုပြောတာတကယ်လို့သူ့ထက်ကိုတီလာစောင့်မယ်ဇရဏကျင့်မယ်ဆိုရင်တင်လဲအဆင့်တစ်ခုထိရောက်မယ်အမှန်ပါလောကီမှာဟိတ်ဆိုဟိတ်တိတ်ဆိုတဲ့ပြဉ္ညာတစ်ခုရှိပါတယ်အဲ့ဒါစစ်စစ်တွေ့ရေးပေါ်ဆိုသလိုတကယ်တော့အဲ့ပေါ်မှာအာနာဇတ်ကျင့်စဉ်ကိုဇဂဝတ်နဲ့ပြီးသွားတာပါပဲဘိုးဝီလာဒတန်သိပ္ပဆရာတော်ဘိုးရကျော်ဆရာတော်ဘုရားကြီး၃ဦးကအတွင်းစီတစ်ပည့်သားသမီးတွေကိုချပေးတဲ့အခါကျင့်စဉ်တွေချပေးပါတယ်ကျင့်စဉ်ကိုပြည့်စုံစွာမရေးပြနိုင်ပေမဲ့နားလည်ပြီးပါအရေးအမို့ရေးပြပါမယ်ဉာဏ်ရှိသူတိုင်းရကြပါစေဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်ဟိတ်ဆိုဟိတ်ဆိုတာဟိတ်ချောက်ပေါ့ဟိတ်ဆိုတဲ့ဟိတ်ချောက်ပါမှာလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ဟိတ်ကိုဖယ်ပြီးအာလောဘအာဒေါသအာမောဟအဲ့ဟိတ်တွေကိုစစ်ထုတ်ခြင်းဟိတ်ချောက်ပါမှာဟိတ်သုံးပါးကိုထုတ်နိုင်အောင်တိတ်ဆိုတာတိတ်ဆိတ်ငြိမ်သက်ခြင်းပြောတာပါပါဠိလိုဝိဝေကပါတိတ်ဆိုတဲ့စကားလုံးမှာတိတ်နှစ်ခုလုံးကြားမှာဆိုတဲ့စကားလုံးလေးခံနေပါတယ်ဆိုတာစစညအင်္ဂါနဲ့တင်ချလို့ကောက်ရပါတယ်အဲ့တော့သုံးနဲ့တိတ်ဆိတ်ခြင်းပေါင်းရင်ကာယဝိယကစိတ်တဝိယကဓမ္မဝိယကဆိုတဲ့ဝိဝေက၃ပါးရပါတယ်အနက်ကကိုငြိမ်သက်ခြင်းစိတ်ငြိမ်သက်ခြင်းဓမ္မတရားတို့ငြိမ်သက်ခြင်းကိုဆိုလိုပါတယ်စိတ်ငြိမ်သက်ခြင်းနဲ့ဓမ္မတရားတို့ငြိမ်သက်ခြင်းကိုတရားထိုင်ခြင်းနဲ့ရနိုင်ပြီမဲ့အာနာဇတ်နဲ့ကျင့်စဉ်ပိုင်းတော့ရောက်နိုင်ပြီမဟုတ်ပြီကာယဝိဝေကကိုမူရာငြိမ်သက်အောင်ကျင့်နိုင်ရင်ကိုကောင်းကျိုးရတယ်လို့ကောင်းကျိုးရသောနှုတ်ဦးကြောင့်လည်းရေးပြပါမယ်ပထမကတော့ဥပကကြီးပါဘုရားရှင်ဟာဘုရားဖြစ်သို့ရောက်တော်မူပြီးမိဂရာဘုံသောအကြွလန်ခီမှာဥပကပရပိုက်နဲ့ဆုံတော့ဥပကပရပိုက်ကြီးကဘုရားရှင်ကိုဘုရားမှန်မသိပဲယဟန်ကြီးအသက်အိမ်တွေနဲ့ရုပ်ရည်ဟာတည်ငြိမ်လာတယ်တင့်เสียဘသူလဲလို့မေးတော့ဘုရားရှင်ကငါမှဆရာမရှိငါသည်နန္နာစည်းလာဖြစ်ပေသည်ဟုမိန့်တော်မူတော့ဥပကကြီးကဘုရားရှင်ရဲ့အပြင်ပိုင်းငြိမ်သက်မှုကိုသဘောကျပြီးသူဘုရားရှင်သွားသလိုသွားဘုရားရှင်နေသလိုနေဘုရားရှင်ပြောသလိုပြောအတူကိုးတာသူ့ကိုယဟန္တာကြီးဆိုပြီးကိုးကွယ်လာတဲ့အထိဖြစ်လာတယ်နောက်ပိုင်းဘုရားရှင်နဲ့တကွာကျွတ်တန်းဝင်သွားတယ်ဒုတိယတစ်ခုကတိုင်းပြည်တစ်ခုမှာရှင်မင်းကြီးတစ်ပါးကြက်တိုက်လွန်ဝါဒနာပါတယ်တိုက်ကြက်တည်မွေးတဲ့အခါမှာအလွန်ကြံရင်လက္ခဏာကောင်းတဲ့တိုက်ကြက်ကိုတကောင်တိုက်ကြက်ဆရာကောင်းတစ်ယောက်နဲ့ရှာပြီးတေချာတင်ပေးလိုက်တယ်ပေါ့အဲ့လိုတိုက်ကြက်ဆရာကကြက်ကိုဘာလုပ်လဲတိုက်ကြက်ဆရာကတိုက်ကြက်ကိုချင်းတစ်ခုတည်းထည့်ပြီးမှန်တစ်ချက်မထောင်ပါတိုက်ချက်ကိုထားရတိုက်ချက်ကိုထားတယ်ပေါ့အဲ့ဒီတိုက်ချက်မြောင်ထားတယ်3ရက်လောက်ကြာတော့တိုက်ချက်ကမှန်အောင်ခွနေရမြင်တော့ဘရင်က5ချက်တိုက်လို့ရပြီလားမေးတော့မှန်လားပါမရသေးကြောင်းပါဖေ။တပတ်10ရက်လောက်ကြာတော့တိုက်ချက်ကမှန်ကိုကြည့်မခိုးပဲလှုပ်နေတာမြင်တော့ကြည့်ပြီးတိုက်ချက်ကိုငါတိုက်ချက်တိုက်လို့ရပြီလားမှန်လားပါမရသေးကြောင်းပါဖေလို့ဆိုပါတယ်တလောက်လောက်ကြာတော့တိုက်ချက်ကမှန်ရှိကိုတီတီငိမ့်ငိမ့်နဲ့စိုက်ကြည့်နေတော့ဘရင်ကြီးကနေပြီးသူ့တိုက်ချက်ကိုကြည့်ပြီးဟဲ့တိုက်ချက်เสียငါကြက်တိုက်လို့ရပြီလားပြောတော့မှန်လားပါတိုက်လို့ရကြောင်းမဖျားဘူးပြောတော့ကြက်တိုက်တာတိုက်ချက်မှန်တယ်များထိုကြက်ကတည်ငြိမ်မှုကိုမြင်ပြီးမတိုက်ရဘဲနဲ့ထွက်ပြေးသွားတယ်အဲ့ဒါကကာယဝိယကဆိုတဲ့ဟိတ်တလုံးတိတ်တလုံးပဲရှိသေးတယ်ဟိတ်သုံးလုံးတိတ်သုံးလုံးမရကြသေးဘူးဝိဇ္ဇာနေပေမှာအဘအောင်မင်းကောင်ကြီးကျမ်းပေမဲ့အဘအောင်မင်းကောင်ကြီးဆိုတာကျမ်းတမ်းပေမဲ့တေချာသူကျမ်းတာတွေကကာယဝိယကတက်အပြည့်ပါတယ်ယူနေတဲ့ပုံဖမ်းတာလေးကိုကာယဝိယကတက်အပြည့်ပါတယ်အဲ့တော့ဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်ကျင့်စဉ်ကို
အကြောင်းကိုဉာဏ်ရည်မိသူများရှိကြပါစေဗျာအားလုံးကျေးဇူးတင်ပါတယ်